အားလုံးပဲမင်္ဂလာပါခင်ဗျာ Nice Story Audio Book Channel ကနေပြည်သူများကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြည်သူများနားဆင်မှုအတွက်လူမိုက်ကြီးဂျစ်ပွေးဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ကိုထက်ကတင်ဆက်ပေးသွားပါမယ်ဇာတ်လမ်းလေးကိုအစကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ခင်ဗျာကျွန်တော်စာရေးသူဒီဒွတ်တို့ကိစ္စတစ်ခုနဲ့တွားရောက်ခဲ့ဘူးတယ်ထိုနေရာမှာကျုပ်ရဲ့တငယ်ချင်းဖြစ်သူလည်းရှိသောကြောင့်သူ့ရဲ့အိမ်ကိုခဏတာဝင်ရောက်လည်ပတ်ခဲ့ပါတယ်စာရေးသူဟာမင်းလာမှတွတ်တို့ရောက်ရှိချိန်ကမနေ့၈နာရီကျော်ခန့်သာရှိပါသေးတယ်။တငယ်ချင်းဖြစ်သူကလည်းဝမ်းမြောက်ဝမ်းသာကြိုဆိုလေးပြီးတော့လိုလေသည်မရှိကော်ဖီများနဲ့မုံများကိုအခန့်ကျွေးမွေး၍အဲ့ဝတ်ပြုရှာပါတယ်။ကျွန်တော်လည်းတငယ်ချင်းဖြစ်သူနဲ့စကားစမြည်ပြောနေစမှာပဲသူ့ရဲ့အိမ်မှအသက်50ရွယ်ဦးလေးကြီး2ဦးဟာယမန်နေ့ကရွာထဲနေရန်ဖြစ်သည့်အကြောင်းများကိုပြောပြပြီးညှင်းခုန်နေသည်ကိုအမှတ်တမဲ့ကြားလိုက်မိပါတယ်ကျွန်တော်လည်းသူတို့နှစ်ဦး၏စကားတွေတွင်ဒီကောင်လေးတွေမိုက်တယ်ဆိုတာဂျစ်ပွေးကြီးကိုမမိသေးပါဘူးကွာဟူ၍စကားကြောင့်ဂျစ်ပွေးရဲ့အကြောင်းကိုသိကျင်စိတ်ပြင်းပြသွားပါတယ်။ဒါကြောင့်ဂျစ်ပွေးဟူသည့်လူမိုက်ကြီးအကြောင်းကိုတငယ်ချင်းဖြစ်သူကမေးမြန်းကြည့်အားမှတငယ်ချင်းဖြစ်သူကလူမိုက်ကြီးဂျစ်ပွေးရဲ့အကြောင်းကိုသူသိတဲ့လောက်ပြောပြလေပါတယ်။အဲဒီအကြောင်းအရာများကတော့ဟဲ့အောင်ညာသားဒီဝိုင်းကိုထေးတမြူနဲ့ကြွက်ကြော်တပကံချပြီးစမ်းတောင်ကလေးရွာအနောက်ဘက်ထန်းတော်ထဲမှာမူးရတောင်းကျမ်းနေတဲ့ဖိုးဆန်ရွာသားငလှရဲ့အတန်အောကြီးကြောင့်ထမင်းစားနေတော့ကိုညာသားလည်းပြရာတလဲထလိုက်ပြီးထေကတော့ရတယ်ကိုကြီးလားကြွက်ကြော်ကကုံသွားပြီဗျဘာကွာကြွက်ကြော်ကုံပြီဟုတ်လားထွီကြွက်ကြော်မရရင်မင်းတဲမှာရှိတဲ့ကြက်နီမကိုရိုက်ပြီးကြော်ပေးစမ်းမလို့ပါနဲ့ကိုကြီးလာရကြက်နီမကဝင့်နေတာအကောင်လေးတွေတောင်ပောက်ခံနေပြီဗျကိုညာသားကဖိုးဆန်ရွာသားလူမိုက်ငလှကိုတောင်းတောင်းမှန်မှန်နဲ့ပြန်ပြောနေပါလေမရဘူးကွာမင်္ဂလာအကြောင်းသိရနော်ဒါဆိုဒါပဲဟဲ့အောင်ခွေးသားအညာသားဟဲ့အောင်ညာသားငါဆရာပြောတဲ့အတိုင်းလုပ်ပေးလိုက်တော့ဟဲ့အောင်ငလှရဲ့တပည့်ဆံဝင်းကလည်းတခင်အားရကျွံပါရွာပြီးတော့ကိုညာသားကိုမန်မဲလိုက်ပြန်ပါလေဟိုပဲကြီးလွန်နေပဲအခုမီးလိုက်ပါတော့ကိုလာကြီးရဲ့မနေ့မှကျွန်တော်လက်ကျွက်ကိုတည်တည်ချာချာလေးကြော်ထားပေးပါမယ်ဗျာမရဘူးရမင်းဒီနေ့ကြွကြော်ကြော်မပေးရင်မင်းဆိုင်ကငါအကုန်ရိုက်ခွက်ပြစ်မှာနော်မင်းငလှအကြောင်းသိပါတယ်တကယ်မရှိတော့လို့ပါကိုလာကြီးရဲ့ကျွန်တော်တောင်းပန်ပါတယ်ကိုညာသားရဲ့အတန်ကတုံတုံကြီးဖြစ်နေတယ်ကြားပါတယ်ဆရာရဲ့ဒီကောင်ဆိုင်ကိုဖျက်ပစ်လိုက်မယ်အေးဖျက်ကွာအညာကနေလာပြီးဒီကောင်ကလူဘာဝနေတာမင်းကြွကြော်ကိုအလကားမစားဘူးရောက်ဒီမှာတွေ့လားပစံမဟုတ်ရပါဘူးကိုလာကြီးဟာထေရောင်းသောကိုညာသားကရှစ်ကိုမထက်တောင်းပန်ပြောဆိုနေလေပါတယ်ကြားရကွာဖျက်ပစ်စမ်းခွေးမာသားဆိုင်ကိုဖိုးဆန်ရွာသားလူမိုက်ငလှရဲ့အမိန်ပေးတဲ့ကြောင့်သူနှင့်အတူပါလာတဲ့ဇံဝင်းဖိုးခွေးတာကျော်တို့ကနီးစပ်ရာဒုံများကိုပြေး၍ကောက်ရန်ထားလိုက်ကြပါလေဟဲ့အောင်ပြန်ထိုင်စမ်းမင်းတို့ကငါတို့ရွာကိုလာပြီးမကြီးခွဲနေရတာရုတ်တရက်ကျေလောင်စွာထွက်ပေါ်လာသောအတန်ကြောင့်လူမိုက်ငလှအတန်ကြားရစီသူလှည့်ကြည့်လိုက်ပါတယ်ဟင်ကိုကြီးကြီးပွေဟဲ့ကောင်ဆံဝင်းတို့ပြန်ထိုင်နေကြစမ်းမင်းပထွေးလာနေပြီဟုငလှကဆံဝင်းတို့ကိုတီးတိုးစွာပြောလိုက်ပါတယ်ဒီကအတန်ကရုံကရင်ဖြစ်နေသူကလူမိုက်ငလှမင်းတို့ဂျစ်ပွေးအကြောင်းသိရနော်တဖြောင်းဖြောင်းနဲ့တောင်ကလေးရွာလူမိုက်ကြီးဂျစ်ပွေးကြီးလက်တံကြောင့်လူမိုက်ငလှတို့လူစုနှထင်နှရင်များပူတက်သွားပါလိမ့်ရောတယ်မင်းတို့ပြန်တော့ငါရှိမှကြာကြာနေရင်မင်းတို့ကိုငါတတ်မိလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်တို့ပြန်มาတော့မယ်ခုနနည်းနည်းမူးသွားလို့ပါကိုကြီးဂျစ်ပွေးစိတ်မဆိုးပါနဲ့နော်အေးသွားတော့ခေါင်းလေးများငုံခါမပြည့်ုံတမဲခြေလမ်းများဖြင့်ထပ်သွားသောပိုးဆန်ရွာ၏လူမိုက်ငလှတို့အုပ်စုကိုဂျစ်ပွေးပြုံးကာကြည့်နေပါတယ်တပေါင်းလာ၏ညနေခင်းကလွန်စွာတာယာလှပပါတယ်ကိုညာသား၏ထန်းတော်တဲတွင်တော့လူမိုက်ကြီးဂျစ်ပွေးနှင့်သူ၏တငယ်ချင်းဖြစ်တဲ့ခွေးမဲတို့နှစ်ဦးသားညောင်သာရွာမှာရှိတဲ့ဖျားပွဲကိုသွားရင်ပြောဆိုနေကြပါလေမောင်ပွေညောင်သာရွာရဲ့ဖျားပွဲကိုသွားကြမယ်ဟဲ့ပွဲက၄ရက်တောင်ကျင်းပါမှာတဲ့အာဝါရီဝိုင်းနေရောပါတယ်ကွခွေးမဲဤစကားကိုနားထောင်နေသည့်ဂျပွေးကအဲ့ဒါဆိုခုညသွားကြမယ်လေအေးသွားမယ်အိမ်မြန်ပြီးပတ်စံနဲ့ဓမြောင်ပြန်လိုက်အောင်မယ်ဟုခွေးမဲကပြောကထသွားပါလေနိုင်ခွဲခန့်အကြာမှာတော့ခွေးမဲတယောက်လွယ်တုံးနဲ့လွယ်ကဂျပွေးရှိရာသူပြန်ရောက်လာပါတယ်သွားမယ်မောင်မွေအေးလက်ကြံဖြတ်လိုက်အောင်မယ်ကွာဒီလိုနှင့်ဂျပွေးတို့နှစ်ယောက်သားလက်ကစင်းယုံများကိုနင်းလျှောက်ခါ
ညောင်သာရွာစီတို့ခြေလမ်းများဥတီလိုက်ပါတော့သူတို့နှစ်ဦးသားညောင်သာရွာဖျားပွဲသို့ရောက်လာတဲ့အခါမှာတော့ည9 နာရီခန့်ရှိနေပါပြီရေပွဲနှင့်ခွေးမွဲတို့လည်းကြံရင်ဆိုင်အတွင်းသို့ဝင်ကအရက်ဖြူတစ်လုံးမှာ၍ခွက်ပုံးတောက်ခါအချိန်ပြုံးလျက်ရှိပါတယ်ကဲခွေးမယ်တောက်လို့လည်းပြီးပြီငါတို့ဂျင်ဝိုင်းဘက်ကိုသွားကြမယ်အေးသွားကြမယ်ခွေးမဲတယောက်အတော်ပင်အချိန်တက်နေပါတယ်ဂျေဘွေးတို့နှစ်ဦးလည်းပွဲစည်းတန်းကိုဖြတ်ကအာဝါရီဝိုင်းများရှိရာသို့ထွက်လာခဲ့ကြတယ်ပွဲကင်းအတွင်းမှာတော့ပွဲကြည့်လာသူများအတော်ပင်ရောက်ရှိနေကတိုးဝေးလျက်ရှိနေပါတယ်ဟဲ့ခွေးမဲဖြည်းဖြည်းလျှောက်ပါကွာမင်းမူးနေပြီလားဈေးတယ်တွေကိုလည်းဝင်တိုးနေဦးမယ်ဟဲ့အေးစေးပါဂျေဘွေးကငါမမူးသေးပါဘူးကခွေးမဲလည်းဂျေဘွေးကိုမမူးသေးကြောင်းညင်းဆိုပြီးပွဲစည်းတန်းထဲသို့တိုးဝေးဝင်ရောက်ခဲ့ပါတယ်ဟဲ့ကောင်ငှက်လာဟိုမှာဂျေဘွေးမလားဖိုးဆန်ရွာဤလူမိုက်ငလှနှင့်ညောင်သာယာလူမိုက်ထေးဝင်းတို့သည်ပွဲစည်းတန်းထဲမှဂျပွေးကိုလှမ်းမြင်လိုက်ပါတယ်။ဟုတ်တယ်ငတိဂျပွေးကြီးဟာအေးဒုံးနယ်ရောက်နေတာဂျပွေးကြီးမကားလို့ဂျပွေးကြီးအဖေဖြစ်ဝိုက်မယ်ကွာဖြစ်ပါမလားဟာငလှဤအတန်ကတုံကြီးနေပါလေဖြစ်ပါတယ်မင်းသာနောက်ကလိုက်ခဲ့ငါကောင်တွေနဲ့ငါကြည့်ရှင်းလိုက်မယ်။ညောင်သာရွာလူမိုက်ထေးဝင်းလဲသူ၏မိုက်ကုံကိုထပ်တင်ရန်ဒုနယ်တကြောနာမည်ကြီးနေတဲ့ဂျပွေးကိုတိုက်ရန်ကြံစီနေခြင်းဖြစ်ပါတယ်။ဖိုးဆန်ရွာကြီးလူမိုက်ခလာကလည်းဟိုတခါအညာသားထမ်းတော်မှာသူနှင့်သူ၏တပည့်နှစ်ယောက်ကိုဂျပွေးကနရင်ရိုက်ခဲ့သည်ကိုသတိရသွားကအန်ကိုကြိတ်လျက်အေးဒါဆိုချမယ်ကွာဂျပွေးခုညမဂျပွေးနိုင်အောင်အပြတ်ချမယ်အေးအဲ့လိုစိတ်ဓာတ်ကိုကြိုက်တာလေလာကွာငါတပည့်ကိုခေါ်လိုက်ဦးမယ်ပြောဆိုနဲ့ညောင်သာယာလူမိုက်ငထေးသူ့ရဲ့တပည့်များရှိရာကိုသွားကတစုံတစ်ခုကိုတီးတူပြောဆိုနေတယ်ခဏကြာတဲ့အခါမှာလူမိုက်ငထေးနဲ့သူ့ရဲ့တပည့်နှစ်ယောက်ဟာငှက်ကြီးတောင်ဓာတ်ရှင်များကိုပစိုးနှင့်ရစ်ပတ်ခါတဲဆောင်၍ငလှထံသို့ပြန်လာပါတယ်။သွားမယ်ငလှမင်းမအတိုးပါသေးလားငထေးရဲ့အမေကိုငလှကခေါင်းညှိပြ၍သူ၏ခါးကြား၌ထိုးထားတဲ့ဓမြောင်ကိုလှမ်းပြပါတယ်။ဂျေပွေးနှင့်ခွေးမဲကတော့ဂျင်ဝိုင်းတဝိုင်းအတွင်းဝင်ရောက်ခါဂျင်လောင်းနေပါတယ်။ဂျေပွေးတို့ကိုလက်ဆဖြောင်းရန်လာတဲ့လူမိုက်ငလှတို့အုပ်စုကလည်းဂျေပွေးတို့ရှိရာဂျင်ဝိုင်းအတွင်းသို့ဝင်ရောက်လာကြပါတယ်။ကဲထိုးထားကြနော်။ပေါက်ကောင်ဖွင့်တော့မယ်။ဂျင်ဝိုင်းရဲ့ဒိုင်ဖြစ်သူကဂျင်သီးကိုလှည့်လိုက်ပြီးရုံးကွက်ဖြင့်ဂျင်သီးကိုအုပ်လိုက်ခါထိုးသားများကိုငွေထိုးရန်စော်ဩနေပါတယ်။ရှော့ပဲကွာထိုးလိုက်ခွေးမဲ။ဂျေပွေးဤပြောစကားကြောင့်ခွေးမဲလဲငရှင်းပုံရှိရာအကွက်ထဲသို့ပတ်စံကိုပြစ်ထည့်လိုက်ပါတယ်။ကဲလက်ရှောင်တော့ပေါက်ကောင်ဖွင့်မယ်။ဂျင်သီးကိုအုပ်ထားသည့်ရုံးကွက်ကလေးကိုဖွင့်ရန်အခြားထိုးသားများတဦးကလက်လှမ်းလိုက်စဉ်ဘုံခွေးမဲကိုငလှတို့လူအုပ်စုထဲမှာတစုံတစ်ယောက်ကတွန်းလှဲလိုက်ခြင်းဖြစ်ပါတယ်။ဟဲ့ကောင်ငလှဘာလို့တာလဲမင်းဂျေပွေး၏အတန်အောကြီးကဂျင်ဝိုင်းထဲမှာအတန်များကိုဖောင်းအုပ်သွားပါတယ်။မတော်တဆထိမိတာမင်းကဘာဖြစ်လို့လဲဂျေပွေးဒါငါအပိုင်နော်။ညောင်သာယာလူမိုက်ထေးဝင်းကဂျေပွေးကိုစူးစိုက်ပြီးကြည့်လိုက်ခါသူ၏နေရာသို့လာ၍မကြေရန်ပြောဆိုနေတယ်။မင်းပိုင်မကလို့မင်းဖေပိုင်ဖြစ်နေလေဂျေပွေးကဂယုမဆိုင်ဘူးနော်ဟဲ့ရုတ်တရက်တင်းမာလာသောအခြေအနေများကြောင့်အခြားချင်းလောင်းသူများလည်းဂျေပွေးတို့ရှိရာမှအခြားဘက်ဝိုင်းများစီသို့ရှောင်ထွက်ပြေးသွားကြပါတယ်။ဆက်စုလိုသည့်လူနှစ်ဦးသုံးဦးသာဂျေပွေးနှင့်ငလှတို့ရဲ့အခြေအနေများကိုဆက်လက်ကြည့်ရှုနေကြတယ်။ဂျေပွေးရဲ့ဘက်မှာတော့မူးနေတဲ့ခွေးမတဦးသာရှိကာငလှနှင့်ထင်းဝင်းဘက်တွင်တော့တရှိကိုစီကင်ထားတဲ့သူတို့ရဲ့တပည့်သုံးဦးရှိတယ်။အေးဂယုမဆိုင်တဲ့ကောင်ကိုဂယုစိုက်တဲ့အောင်လုပ်ပြရတာပေါ့ကွာ။ပြောဆိုထင်းဝင်းကခါမဓမြောင်ကိုထုတ်ကာကင်လိုက်ပါတယ်ဂျေပွေးလဲလွယ်ရီထဲမှဓာတ်ကိုထုတ်ကကင်လိုက်၍ခွေးမွဲကိုနောက်သို့တွန်းပို့လိုက်တယ်။လာကြစမ်းမင်းတို့တွေကသေးတဲ့ကောင်ဂျေပွေးကွာမဆိုင်တဲ့သူအနားကိုမကတ်ကြနဲ့။စိန်ခေါ်စကားဆိုလိုက်သည့်ဂျေပွေးထံသို့ခုနတက်ဖြတ်မိလုံနေတဲ့ထေးဝင်းနဲ့ငလှတို့မြည်သူမှမကတ်ရဲကြပါဘူး။အချိန်ခဏကြာမှာတော့ရုတ်တရက်ထေးဝင်းဟာငလှကိုဂျေပွေးရှိရာသို့တွန်းပို့လိုက်ခါသူ၏တပည့်သုံးကိုမျက်စာပစ်ပြလိုက်ပါတယ်။ဂျေပွေးလဲသူ့စီသို့ဝင်လာတဲ့ငလှကိုဓာတ်ဖြင့်ထိုးလိုက်ကာနောက်ထပ်ပြင်းဝင်လာတဲ့တရှိကိုင်လူတစ်ယောက်ကိုလူချင်းပူးကတ်ထားလိုက်ပါတယ်။အဲဒီနောက်ဓာတ်ဖြင့်ဆင့်ကနှစ်ချက်လောက်ထိုးပြီးထိုးလူကိုအခြားလူနှစ်ဦးရှိရာသို့တွန်းထုတ်လိုက်ပါတယ်။ပထမဆုံးဓာတ်ထိုးခံရသူငလှကတော့သွေးရိုင်ထဲမှာအသက်ငင်နေပါတယ်။ဒုတိယထိုးခံရသူဟာသူ့ရဲ့ဝမ်းပိုက်ကိုလက်ဖြင့်အုပ်ရဲ့ဂျေပွေးကိုကြောင်တောင်ရက်ကြည့်နေပါတယ်။ကျန်တဲ့ဦးကတော့ဂျေပွေးတန်သို့မွေရဲသေးပဲအခြေအနေကိုရက်ကြည့်နေပါတယ်။ဟဲ့ကောင်ထေးဝင်လာလီကွာဘာလဲသွေးကြောင်နေရလားထ
ထေးဝင်းဟာသွေးများစီးကြနေတဲ့ဓမြောင်ကိုကန်ကသူ့ကိုစိန်ခေါ်နေသည့်ဂျစ်ပွေးထံသို့မဝင်ရဲပါဘူးမင်းမလာရင်ငါလာတတ်မှာနော်ဟဲ့ပြောပြောဆိုဆိုဂျစ်ပွေးဟာညောင်သာလူမိုက်ထေးဝင်းရှိရာသို့ပြေးဝင်သွားလိုက်ပါတယ်အဲ့ဒီအချိန်မှာထေးဝင်းရဲ့တပည့်ဓားကင်လူမိုက်နှစ်ဦးကကြောင်ကြည့်နေရမှအတိပြန်ဝင်လာပြီးဂျစ်ပွေးရဲ့ကြောပင်ကိုဓားဖြင့်ပိုင်းချလိုက်ပါတယ်ဂျစ်ပွေးလည်းတစ်ချက်သာညည်းညူ၍တွန်းထိုးကထေးဝင်းရှိရာသို့ခုံဝင်၍ညှက်ရိုးကြားသို့ဓမြောင်ကိုတဆုံထိုးသွင်းလိုက်ပါတယ်မဆိုင်တဲ့ကောင်မကတ်နဲ့ဂျစ်ပွေးကွာအကုန်မသာဖြစ်ကုန်မယ်ထေးဝင်းကိုဓားဖြင့်ထိုးထားလျက်အော်လိုက်သည့်ဂျစ်ပွေး၏အတန်ကပွဲကင်းတစ်ခုလုံးကိုဖုံးလွှမ်းသားသည်ဟုထင်ရပြီလေထိုအကြောင်းအရာများကိုပြောပြနေသောစာရေးသူ၏တငယ်ချင်းသည်မောသွားဟန်ဖြင့်ပြောလက်စစကားကိုခဏရက်လိုက်ပါတယ်စာရေးသူလည်းသိကျင်စောနဲ့အဲ့ဒါဆိုဦးဂျစ်ပွေးကဓားနဲ့အခုတ်ခံရလို့တည်သွားပြီပေါ့ဟုမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဟုံးကျောင်းသားလေးတယောက်၏စွန်းတော်ပြို့ဟူသည့်နိဗ္ဗာန်စော်တန်လေးကိုကြားလိုက်ရပါတယ်စာရေးသူကျွန်ုပ်၏တငယ်ချင်းကရုတ်တရက်ထားလိုက်ခါကျွန်ုပ်အားမင်းဦးဂျစ်ပွေးကိုကြည့်မလားဦးဂျစ်ပွေးမသေးသေးဘူးဟုပြောလိုက်ပါတယ်ကျွန်ုပ်လည်းအံ့ဩသွားကအေးကြည့်မယ်ငါ့ကိုတော့မနှောက်နဲ့တော့ဟုပြန်ပြောလိုက်ပါတယ်တငယ်ချင်းဖြစ်သူကကျုပ်ကိုခေါ်လျက်သူ၏ခြံဝသို့ထွက်လိုက်ခါစွန့်ခံကြွလာသည့်တက်တော်80ခန့်ဖုံးတော်ကြီးတစ်ပါးကိုလက်ညှိုးထိုးပြ၍အဲ့ဒါမင်းကိုငါပြောပြတဲ့လူမိုက်ကြီးဦးဂျစ်ပွေးဆိုတာပဲခုတော့လူဝစ်ကိုစွန့်ပြီးတာသနာပေါင်တွေကိုဝင်လာတာငါတသက်ရှိပြီလို့ငါအဖေကပြောပြလို့ငါလည်းသိရတာပဲတငယ်ချင်းဖြစ်သူကကျွန်ုပ်အားရှင်းပြပါတယ်ကျွန်တော်လည်းတည်ငြိမ်စွာရှောက်လှမ်း၍စွန့်ခံကြွလာသည့်တစ်ချိန်ကလူမိုက်ကြီးဦးဂျစ်ပွေးခေါ်ဦးပညာနာကိုလက်အုပ်ချီလျက်ရက်ငေးကြည့်နေမိပါတယ်လူမကြီးဦးဂျစ်ပွေးဟာငလထေးဝင်းနဲ့ထေးဝင်းရဲ့တပည့်နှစ်ဦးအားတပ်ဖြတ်မှုနဲ့တာယာဝတီအကျဉ်းထောင်မှာထောင်10နှစ်ခန့်ကြာခံရတော့လေအဲ့ဒီအချိန်ကတရားဥပဒေစိုးမိုးရေးရော်နေနေခြင်းဖြစ်တာကြောင့်ထောင်ထဲ၌နေ၍ပြစ်မှုကြွေးကိုချွေးဖြင့်ဆက်ခါ9နှစ်ကြာမှပြန်လည်လွတ်မြောက်လာခဲ့ပါတယ်မင်းတို့မိုက်တာကဂျစ်ပွေးလောက်မမိုက်ပါဘူးဟုယခုချိန်ထိဒွန်းနယ်တကြောမှာလူကြီးများ၏နှုတ်ဖျားမှပြောဆိုနေလျက်ရှိပါသေးတယ်အချို့နာမည်များမှာအမှန်ဖြစ်ပြီးတော့အချို့ရွာအမည်နာမည်တွေကိုတော့ဖော်ပြရန်မသင့်တော်သောကြောင့်အခြားနာမည်များဖြင့်အစားထိုးတင်ဆက်လိုက်ရပါတယ်။မိသူတီဦးတယောက်ကိုမှထိခိုက်စော်ကားလို့စီမရှိပါဘူးခင်ဗျာ။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့လူမိုက်ကြီးဂျစ်ပွေးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီ။ဇာတ်လမ်းကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ like and subscribe လေးလုပ်ထားပေးပါဦးခင်ဗျာ။